အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာ mobile ချင်းဆော့အောင်ဖြစ်ပါတယ်ဟိုတစ်ခါ Microsoft ဆိုဒီက mobile ချင်းဆော့စားလိုက်ရ draw ပေါ့ရင်နဲ့ရင်တော့ကန်ရင်ခဏလေးလဲကြည့်လိုက်ခရုကချကန်ရမလားရင်ကန်ရင်ဟွာဟိုဘက်ငါတို့ဘက်ကနည်းနည်းတက်တော့မပါဘူးကန်လိုက်မှာတော့ကတက်မယ်ကန်လိုက်တော့ခရုကချစကင်တော့မရှိဘူးOkay, skin shoes ဒါတွေပဲကြည့်ရတော့မှာပဲ skin လို့ကျင်တာကစီကြီးရယ်စားရမှာ pro player ပဲထဲလိုက်အောင်ကြည့်လာမယ်ဒီ hero နဲ့ပဲဆိုခဏ pro player ပဲကြည့်ရဟုတ်ပါပြီOkay ဟိုဘက်ကတော့ပုံမှန်ပါပဲမီရတော့ပါဒီပကြီးပါလားငါတို့အိတ်စီကနာမည်ကြီးနေမပေးမိပါ යි ထိုင်ပါစားရမယ်ဒီမကဒါပဲဗီဒီယိုတော့ဒီတက်စားပြီစကေးရမယ်ထွက်မရမှာစကေးအိုက်တန်ယူအောင်ကရုပချာအဲ့လာမစောတဲ့တိုင်တည်းရင်လိုက်ပါအပါရောဟောပါမတက်ရရင်တော့လို့ရတခါလေးဝင်လာမလားဟိုဘက်ကိုယုံလိုက်လူလည်းမရှိနောက်ပြန်ဆောက်ဟိုမှာဝင်လိုက်တော့မှရောတကယ်ဟိုဗီဒီယိုကောင်တော့တက်အချက်ဖွင့်လိုက်ဖွင့်တီးပါခဏနောက်ပြန်ဆောက်လိုက်ကမတက်ကြီးရဲ့ညဘာမရောဒီလည်းမရဘူးခဏလေးဒီအမှပဲနေတာတက်ဖြည့်မယ်တက်ဖြည့်လာမယ်ဘာလို့တက်ဖြည့်တာဒါနေပြီဒီကောင်ဘာတော့မှပြန်မယ်ပြန်ရောက်ရော့ပါမတကယ်မရဘူးလေနကီဟာမရဘူးမစမမရဒီအိုက်တန်ထည့်player မှာထည့်လာတယ်ဟိုဘက်ကမရပါဆိုတော့တခြားပြလို့မရဘူး player မှာထည့်လာတယ်ဒါဘာလို့အလိုလုပ်တဲ့ဟာလဲစမ်းကြည့်ရမာနေတယ်ကျေးဇူးပါများလဲလို့ထားရပါမယ်သွားဝင်ဝါရော့အနည်းဆုံးတကေးပေးလိုက်တော့ရောင်ရော့ဝါဘာရုပ်ပြောင်းမြန်ရကေးရများပြန်နောက်ပြန်စောကေးနောက်ဗီဒီယိုကြရင် Roblox ဆောင်းမယ်ပေါ့ဗျာဒီဗီဒီယိုကမော်ချင်းဆိုတာပြီးရင်တော့ Minecraft ပြန်တင်ပေးပါမယ်မီယာရောက်လာပြီဘာလာလောက်တာလဲရော့ကေးတကယ်ရ80ပဲရပတ်စံ80ပဲရတေရောမှာဒီကဘာလာလောက်တာတေးချင်တာလားဘာတော့ရော့ပါပြန်တော်ရေးဖိဖိဘာတော့ခေါ်ရသူ scale 1လား scale 2နဲ့ထိပါဘယ်ကန်ဝယ်ရမလဲပြီးကြမှာဟိုဘက်ကဒီရင်တင်လို့ဝင်လာမှာခုတော့ဆိုတော့ player မှာထပ်လာဘက်ကမီးရပါတယ်ဘာလို့မီးရခုနတွေးလိုက်လဲ scan ပြီးစားဒီကောင်ဘာလို့လဲဝင်လာမှာရော့ဝါတန်းတကယ်ဘာချိုင်းနဲ့ရော့တကယ်တော့ရတယ်ပြေးသွားတာကွာပြန်လာခဲ့ရအောင်ငါပြန်လောက်ပါဒါတော့ပဲစားတော့မယ်မဆမကကောင်းပါတော့ဘက်ကတက်ရလာခုနကတော့ဖြစ်တော့မစမသေးတော့မစမသေးတော့
မရော့ဒီကနေ့ငါတို့ရှိမလားရက်ရော့ပါဟာအားရဘာတော့အားရကြโอเคဟုတ်တယ်တားမို့ရဝင်သွားပြီတကေးရပြီပြန်ထွက်လာတဲ့အချိန်မှာပဲဟာမတ်တကြီးရက်နေတာလို့ရအောင်ရေလုံးချက်ပါမတ်တကြီးရက်နေထားလိုက်ပါတော့လားအားရောင်ချစ်နေဟေးရဒီရမရထားတယ်ပါတော့တန့်ဆိုတော့ငါအသက်ယူလာမယ်ရမဲရောက်ငါနားလာခင်ငါအသက်ဖြည့်မယ်ဘယ်လျှောက်သွားဝင်လိုက်တော့ပါကွာဟိုဘကဟန်ဆိုလဲလားဝင်ကွာတန်းတမတကောင်ရတကောင်ကလည်းမရဘူးစကီဝမ်းချိုင်တော့ရအောင်မယ်ဝင်ကိုဝင်မလာတာဒီကောင်ကဟောရပါတယ်ကြော်ကြီးကိုကငါဟိုဟာကြီးကိုရမတကီဟာမရဘူးသေးပြီဒီတော့မသေးသေးဘူးတော်သေးတယ်အသက်အရင်ယူရမှာအသက်ပြင်ယူဒီမုံလေးပါလေးပြပဲโอเคဟောမယောမစမန်မင်းနီးထွက်သွားပြီဟာကောင်းလိုက်တော့မစမန်ဟိုဘက်ကတော်ရီထားတော့လို့โอเคဟိုဘက်ကလာရမလေးသေးတော့မှာဟာဝင်လိုက်မယ်ဟာငါသေးရပြီဒဘိုကီးတော့ဟာထရဘိုကီးခမလုပ်ပါနဲ့ရမင်းနီးလည်းသွားမပေးနဲ့နော်သွားမပေးအရာကြီးအန်မီမင်းနီးရပါပြီဟာမစမန်ဟာသွားပြီစားပဲပေးတယ်တော့မတင်နဲ့အတော်လေးဟာစားပဲမပေးလိုက်ရစားရပေးတော့သွားပြီဟိုကစားပဲတော့မပေးလိုက်ရမင်းနီးထွက်တော့ငါတို့ဘက်ကဟိုဘက်ကတယောက်ကလေးမြန်သွားရအောင်မြန်သွားမထုဝင်ကွာဘန်းတကောင်တကောင်ပါဟာရော့လာလေးရောက်ဗန်းချိန်ဝင်ထုရအောင်ဟာရောက်မြန်ရေးသေးပြီထင်တာပဲဟာဘယ်လိုလဲကွာတောင်းမဝင်သွားပဲပြီးရင်ပြန်သေးလားမသေးသေးမီယာတော့နိုင်တယ်မလားဟိုပေါ်သွားမရနဲ့ဟိုကောင်းဟာချရနေဟာတေရောဟိုဘက်ကဟာဆိုလေတနာပါလေဟောမတိတ်ကီးလိုက်တော့ရောက်နေကီးလိုက်တော့ပါတော့မြန်သွားမယ်မြန်မယ်ဒါနိုင်ချောချောဘာမှဖြစ်ဘာဆိုတည်းမှာဘရောဆိုဟာဒီရတန်းနေအောင်ငုံမဟုတ်ကဘာလုပ်တာတော့ကျေးဇူးပါဝင်မဟာတရားမှာပါမလားပြန်ရောကွာရတဲ့ကောင်ယူပါလားရမင်းဘယ်ပြည့်ရတော့ဟာဗရာဒရလိုက်မှာရကဘာဆုံးထိလိုက်မှာပြေးတယ်မြင်ရတော့ဘူးစားရတော့ပြန်တော့အနေနဲ့တကေးတော့ယူအောင်တေးရောညီအကြီးကဘယ်တော့ရောက်လာတော့ဟိုနာမှာရှိသေးတယ်ကေဝေအသားမှုဝင်နေတကေးမှများတော့တင်တာပဲကြည်ရမီယာရင်တက်လိုက်ရမီယာတေးရောဟာဝင်နေတေးရောမဝင်တေးတယ်โอเคဝင်ထားဟာမစမန်မလုံးနဲ့နော်ဒီကောင်းနေအသက်ပြင်ပြေးတော့မှာပြေးပြီအလဲဝင်ရတော့မယ်ငါလည်းမှားခဏ setting ချင်းမှာနည်းနည်းလေး FM ပါလေးညာလေးနဲ့စောဒါလေးနဲ့စောပြီးမှပြန်ဟိုလောက်တော့မလားလိုင်းကတိတ်မကောင်းတာမဟုတ်ချစ်နေတော့တရားရော့ဟိုကောင်တရားသေးနေထားတော့ကျွန်တော်လည်းစောကျင်နေလာလိုက်ရတယ်နော်နာမည်ကတော့ Nicholas ကမှပြီးဟိုဟာနဲ့ဗါတော့ကွင်းစားအပိတ်သုံးခုပေါ့မချောင်းတယောက်တည်းရှိရခုနစနေစု anime ရဲ့စနေစု profile ဖလီကန်နဲ့ဝင်မရဘူးဟေ့နောက်ပြန်စောမလာနေပြီဟာမဝင်ကောင်းမလားခဏမဝင်ရဒီကောင်ဟန်ဆိုတေးမဲ့ချင်ရောက်ပြီရတေးလိုက်တော့ဝင်ွားဘန်းဟာရောက်တေးရောသွားပြီငါမှားโอเคရှုံးနေပါနောက်ဆုံးညာကိုနေဆုံးထားတယ်ပါတော့တန့်ဆိုမဲ့တီရနေဟုတ်တယ်မစမန်ဟုတ်တယ်မစမန်ဘာလို့မလဲမသိငါမစမန်ဆရာကြီးသွားရက်ပြီးကျေးဇူးဟိုဘက်ကကတော့ဟိုမှာစကန်ကြဆက်တယ်ညာပြီဟာရတေးရောငါကလေး my time to shine လာပြီကွာရမင်းလို့မရော့
ဖြစ်တယ်ဟေးဗန်းချဗန်းချမပွင့်သေးဘူးနိုင်အနောက်ပြန်စုံရော့တူတော်များခဏအဲ့ဒီချလိုက်တော့ရောမှဘန်းရောက်လာကစားမှာဗန်းချနဲ့တာတော်လေးတယောက်ရပါလို့ခေနောက်ဆုံးအားတင်ထည့်လိုက်တော့တောင်းမှုကောင်းတယ်တောင်းမှုဝင်နေမာလည်းမာဆိုလေဒီကောင်ကကွာချမစော့တာကိုဒါမြတ်တည်ရင်ကန်လိုက်ပါရင်ကန်လိုက်တည်ရမှာစော့တတ်တယ်ဆိုတော့လေဟိုဘက်က30ငါတို့ဘက်က40 30ပဲကွာခဲမစမပြစ်တယ်ရောမသေးဘူးဟာဒီအသေးကန်ကြီးမြင်မြင်လောက်ကြပါဟိုမှာဟောင်းနေရဟုတ်တယ်ရောတောက်မှုဝင်နာရတောက်မှုကောင်းတယ်မြင်ရှုံးမလားနိုင်မလားဟာဒီရဲ့ရှုံးလို့နိုင်ကြည့်ရရှုံးတော့မှတင်တာမကောင်းတာအမရော့ဘယ်နှစ်ယောက်တော့ရောက်4ယောက်တာရောက်ရေးဒါမဲ့လည်းတရားမှမရှိဘူးရှော့အမငါလည်းဝင်ချင်းလုံးလေးဝေးမရှော့လေးပါမရှော့လေးဘူးဟန်စွာပါလာလို့တာလိုက်လောက်ရင်တေးမှာပေါ့မင်းရတယ်တက်ပြီမသေးပါစီဟာဖလီကာနဲ့ဖလီကာမရှိဘူးဖလီကာရှိရင်အသက်ဖြည့်လိုက်အသက်ဖြည့်ဟိုကောင်ယူပါမြင်မယ်ကောင်းနေမဝင်မြင်မြင်လို့စကီတွန်းနဲ့ဝင်လာဒီကောင်ဟာထိသွားတယ်ထားတော့ကအရင်တော့တာချိုးလိုက်တာချိုးမှနိုင်မှာအသက်ယူโอเคမီးရဘယ်နှမ်းမှာမီးရစီမရောက်ဘူးအဲ့တော့ငါရှော့ပြီရှော့လေးပါမစမန်းဘာလောက်လာတော့တွေးကန်ရှိမမြင်ပြီရမိတ်သေးပဲဟာအမှုကလည်းလာနေတော့ရှိသေးတယ်သေးပြီချင်းမတေးပါဒီဘက်မှာအသက်ဖြစ်ငါတို့ညဒီမှာစောင့်မလေသွားပါပြီဝါဒီကောင်ပြန်ထုတ်ပြီးတော့ဖလစ်ကန်နဲ့ပြေးဟောနဲ့ပြန်ပြေးအတမ်းမှုကဝင်လိုက်ဆိုငါဝင်လိုက်ရဝင်ကွာကေးရပါတယ်ရော့သေးရောတောင်းမှုလည်းသေးတော့မှာစရန်ဒါပါကွာရှောင်းနေရဆိုတော့နာမည်ကြမှာ run ဆော့ပြရမယ်ဒီက pro ပါပဲကျွန်တော် Roblox နောက်တစ်ခါ Roblox ဆော့ရပါဆော့ပြရမလဲကျွန်တော်အဓိက rival ရယ်Lafo ကတော့တိတ်တော့မဆော့တော့ဘူးဟိုရင်တော့ဆော့ရဒါပေမဲ့ account hack ခံလိုက်ရ level 100နဲ့ပြန်ဆော့ရမစမ်းသေးပြီဟာဆိုတော့ဘာ game ဆော့ရမလဲကျွန်တော်ကrival တော့ဆော့ရတယ်ဒါပေမဲ့ level နေနေနော် level ဘယ်လောက်ကျွန်တော် level 40ကျော်ပဲရှိတယ်ဗျအဲ့လောက်တော့မဆော့ဘူးပေါ့မသေးဘူးငါခိုင်းငါလိုက်စကားပြောရနေများပါမရော့အောင်တကောင်လာခဲ့စမ်းတေရောပေရောက်ပါဒီကနေ့လိုက်များတော့ဘူးစတန်းနေဟိုကစတန်းနေကြီးပဲရောက်မီယာရှိရဒီနားမှာတေရောရှုံးသွားပြီကွာရှုံးမြင်ကြည့်မရှုံးသေးဘူးမီယာရင်တက်မီယာမြန်မာလုံးနေကွာတေရောမလာပြီဟန်ဆိုကြီးတော်ကြီးမဆမန်ကောင်းနေရောက်ပြတ်သွားတယ်ပြီးတော့မှဗျာရောရှုံးမလားနိုင်မလားရှုံးမယ်တင်နေမီယာရဲ့ပြန်ရှော့တဖီတယ်ကွာအဲ့ဆိုလဲနောက်ဗီဒီယိုကြမှာဗျာဒီဗီဒီယိုတော့ရှုံးမှာဘာဖြစ် bro ဆိုတော့လေကြည့်စုပြီးကျန်တဲ့ဗီဒီယိုကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ် like and subscribe လုပ်ထားပေးကြပါဦးဆိုတော့ဟိုဘက်က Grok MVP ကျွန်တော်ဘက်က Asia MVP နော် bye bye